ရှာနားထောင်ရတယ်ပေါ့နော်အဲ့တော့ရှာမူးနေရကြောင်းနောက်ပြီးတော့ emotional ဖြစ်နေရကြောင်းမပြောတဲ့စကားတွေလည်းအများကြီးပြောလိုက်မိတယ်ပေါ့နော်အဲ့ဒီမှာပါတဲ့ဒီ raping ဆိုတဲ့ဥစ္စာရှာမူးတဲ့ဒီမှာပြောလိုက်မိတယ်ပေါ့နော်Okay တော့ clarify လုပ်ပေးရတော့လည်းကျေးဇူးတင်ပါတယ်ပြီးတော့နောက်တစ်ခုအခု clarify လုပ်ချင်တာဒီလိုမျိုး sexual assault တွေဒီလိုမျိုး raping တွေဆိုတာဘာမှဖြစ်ခဲ့ဘူးဒီအရင်နဲ့ပတ်သက်ပြီးတော့ပဲဒါကိုတို့ရဲ့နောက်ဆုံး final video ဖြစ်ပါတယ်ဒီဟာနဲ့ address လုပ်မယ်ပေါ့နော်အဲ့တော့ရှေ့လျှောက်လဲဒါနဲ့ပတ်သက်ပြီးတော့ကိုတို့ဆက်ပြီးပြောဖို့မရှိဘူးခုလောလောဆယ်လဲအခုရဲ့ Patricia ရဲ့တကယ်နဲ့ဒါ public place မှာကိုတို့ထမင်းစားနေတယ်နှစ်ယောက်စလုံးလည်း relationship က okay တယ်နှစ်ယောက်စလုံးလည်း she's in a safe place against her will နဲ့ဒီမှာနေနေရမှာမဟုတ်ဘူးအကိုတို့အလုပ်လုပ်ဆရာရှိလို့ professional အလုပ်တွေလုပ်ဆရာရှိလို့ဒါPatricia ရဲ့ဒီမှာရှိနေတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ Patricia လေးနည်းနည်းပြောပြပါဦးဒီမှာအလုပ်လုပ်ဖို့ရောက်လာတယ်ပေါ့နော်ပြီးတော့နှစ်ယောက်စလုံးလည်းအခုကအဆင်ပြေတယ်စိတ်လိုလိုက်ပြီးတော့မပြောတဲ့နဲ့အားပြောလိုက်နေတာပေါ့နော် Okay အဲ့တော့အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတော့အနောက်ရှက်ဖြစ်သွားတဲ့လူတွေအတွက်လည်းဒါဘယ်လိုမျိုးဆိုကိုတို့ဘက်ကလည်းဒါတောင်းပန်ပါတယ်ပေါ့နော်အဲ့တော့ကိုတို့ရဲ့ဒါ official statement ပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးရင်လည်းနောက်ပိုင်းအကိုတို့ထပ်ပြီးတော့ address လုပ်ဖို့မရှိတော့ဘူးအကိုတို့ကတော့အလုပ်လုပ်ဆရာရှိရာကြီးဆက်လုပ်မယ်ရှေ့လျှောက်ရိုက်ဆရာရှိရာကြီးဆက်လုပ်မယ်ပြီးတော့အကိုတို့ရဲ့ professional relationship ကလည်းခုနလိုပဲthere is no problem between our professional relationship ဖြစ်တဲ့အတွက်အကိုတို့လည်းရှေ့လျှောက်လုပ်ဆရာရှိရာဆက်လုပ်ပါမယ်ပေါ့နော်အဲ့တော့ thank you everybody